ဒီဗီဒီယိုဖိုင်ကိုမကြည့်မိလိုက်ရင်ပြဿနာကကြီးထွားနိုင်တယ်။ကျောင်းသူကျောင်းသားတွေကျောင်းသားမိဘတွေလူအဖွဲ့အစည်းတွေအသင်းဖွဲ့တွေအကုန်လုံးမှာပြဿနာဆိုတာရှိတယ်။ကိုကြုံနေရတဲ့လက်ရှိပြဿနာကကြီးတယ်လို့ခံစားရတယ်ဆိုတော့အဲ့ဒီပြဿနာကိုတေးသွားစေခြင်းနဲ့ဆိုရင်လက်ရှိမှာထားရတဲ့ရေမှန်းချက်ကိုပိုကြီးမအောင်ရေမှန်းရမှာဖြစ်တယ်။အဲ့ဒီလိုပိုကြီးမအောင်ရေမှန်းချက်ကိုထားလိုက်တာနဲ့လက်ရှိပြဿနာတေးသွားနိုင်မယ်။ဥပမာပြောမယ်ဆိုရင်ကျောင်းတွေမှာကျောင်းတက်နေရင်ကျောင်းတက်ကာလမှာအုပ်စုလိုက်ရှိမယ်3ယောက်တစ်ပွဲရှိမယ်2ယောက်တစ်ပွဲရှိမယ်တငယ်ချင်းတွေစုပြီးတော့ဟိုဖွေးနဲ့ငါတို့မပေါင်းဒီဖွေးနဲ့ငါတို့တက်တယ်ငါတို့ဟိုဖွေးနဲ့ပဲအတူတူဆော့ကျင်တယ်စသည်ဖြင့်အဲ့ဒါလေးတွေရှိတယ်အဲ့တော့ကျောင်းသူကျောင်းသားတွေအနေနဲ့ဒါကမင်းတို့တွေမှာပြဿနာတစ်ခုလို့မြင်နေတယ်ဆိုလို့ရှိရင်အဲ့ဒီပြဿနာသေးသွားအောင်တွေးရမယ်ဘယ်လိုတွေးရမလဲဆိုတော့အတွေးကကြတော့ငါတို့ကျောင်းပြီးသွားလို့ရှိရင်ဒီလူတွေနဲ့ငါတို့တွေးရဖို့မလွယ်တော့ဘူးတွေးလည်းမတွေးနိုင်တော့အဲ့တော့ကျောင်းတက်နေတဲ့အချိန်မှာပဲဒီလူတွေနဲ့တွေးရတာကျောင်းပြီးသွားရင်ဒီလူတွေနဲ့ငါတို့မတွေးရတော့ဘူးဒါကအခုလိုတွေးနေရတာစုံနေရတာဒီငါတို့အခိုက်အတန့်ပဲဖြစ်တယ်ဒါဆိုရင်အချိန်ခဏလေးမှာဘလို့ပြောအောင်နေရမလဲဘလို့သင်မြောက်နေရမလဲဆိုတော့အတွေးကကျောင်းသားတွေရဲ့စိတ်ထဲမှာရှိသွားမယ်ဒါဆိုပြဿနာကတေးသွားမယ်ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ရည်မှန်းချက်ကိုလက်ရှိအခြေအနေထက်ကျော်လွန်တဲ့အခြေအနေတစ်ခုကိုကိုကတွေးလိုက်တာဖြစ်တယ်